မနေကြပါကုသိုလ်ရှင်လူသူအများကလူတန်းတီဆောက်ခဲ့တာကံကြီးကြောင့်တော့မဟာဆောက်ဦးများကြောင်းတော်များကပတ်လဲဝိုင်းကအလဲဘဟုမာတီရှိလို့နေတာကထိန်မွဲအလူဝဲကြီးတွေကြိတ်ကြိတ်တုံးစီကလာတာအလူတကားအလူမအပေါင်းနဲ့ပရာဟိတအကျိုးဆောင်လူငယ်များဆုံးသွားပေါင်းစုညီညာလုပ်ငန်းကူစီဆောင်ရွက်ကြနေတာဘာသာရေးသာသနာရေးအလူပေးလဲလမနေကြပါရှင်လူသူအများကလူရန်တီဆောက်ခဲ့တာကံကြီးကြောင့်တော့မဟာအဆောင်လူများကြောင်းတော်များကပတ်လဲဝိုင်းကအလဲမဟုမာတီရှိလို့နေတာအထိန်မွဲအလူဝဲကြီးတွေကြိတ်ကြိတ်တုံးစီကလာတာအလူတကားလူမအပေါင်းနဲ့ပရာဟိတအကျိုးဆောင်လူငယ်များဆုံးသွားပေါင်းစုညီညာလုပ်ငန်းဒီဆောင်ရွက်ကြနေတာဆရာတော်အစီဆက်ဆက်ထိတ်သိမ်းနေတဲ့ဒီကြောင့်ကြီးမဟာတိုင်လုံးမောင်တရားကျော်နဲ့ဆောက်လုပ်ထားတဲ့ဒီကြောင့်ကြီးမဟာရွာသူကျေးရွာသားတွေပေါ်ရကြပြီလားဖိတ်ခေါ်ပါတယ်အဝတ်ကြီးမှာလာလေကြပါဗျာလာခဲ့ပါကော့ဆန်ကြီးရွာကံကြီးကြောင်းတော်မဟာကျွန်တော်တို့ရဲ့ကံကြီးကြောင်းတော်မဟာကြီးဟာဘုံပြည်နယ်ကြိုက်ထိုခရိုင်ကြက်ကတာမြို့ဟောင်းကော့ဆန်ကြီးရွာမှာတည်ရှိနေပါတယ်ရှင်နေပေါင်းများစွာကတိုင်လုံးပေါင်း100ကျော်နဲ့ဒီဆောက်ခဲ့တဲ့ကျောင်းတော်မဟာကြီးဟာဆရာတော်အစီဆက်သက်ထိမ့်သိမ်းဆောက်ကြောက်ခဲ့သည့်အတွက်ကြောင့်ဒီနေ့ထိတိုင်သင်ရှားပေါ်လင်ကျော်သောစီကားတိုင်းနိုင်နေသေးပါကျောင်းတော်ကြီးရဲ့ခြံဝင်းအတွင်းအရှိဘက်အရက်မှာရွှေရောင်ဝင်းမှာတောက်ပနေတဲ့ဆံမြတ်ညီနောင်ဇီဒီနဲ့စုနဲ့စပူရမ်းမုံရက်ကျောင်းအရှိတောင်ဘက်အရက်မှာခန္ဓာသိန်းတော်ကြီးနဲ့ငကယုံဖရာကြီးတောင်ဘက်အရက်မှာဓမ္မယုံတော်ကြီးနဲ့ယဟန်တန်ဃာများနဲ့တာမဏေများတရင်သုံးနေပြီးနှစ်ထပ်ကျောင်းကြီးတစ်လုံးနောက်တောင်ဘက်အရက်မှာဒိတ်တာစံပြုလုပ်ပြီးအခါယောဂီမဝင်များနားနေရန်နှစ်ထပ်ကျောင်းကြီးတစ်လုံးတိုက်ကျောင်းကြီးလေးတို့ရှိပါတယ်အနောက်ဘက်မှာစွမ်းသားကျောင်းကြီးနဲ့အနောက်မြောက်ဘက်မှာစပူတောင်တစ်လုံးတို့လည်းရှိပါတယ်မြောက်ဘက်အရက်မှာနှစ်ပေါင်းများစွာကြာမြင့်နေသည့်ဒိတ်တာကျောင်းကြီးတစ်လုံးနဲ့ဟောဆန်ကြီးရွာတစ်ရွာလုံးကိုတက်စီမီပေးနိုင်ပြီးတက်စီမီဆက်ကြီးနဲ့စက်ယုံကြီးတို့ရှိပါတယ်အရှင်းမြောက်ဘက်အရက်မှာသဆောင်မြိုင်ကျောင်းတို့ပတ်လက်ဝိုင်းထား၍အလေဘိုတင်တီတီမာမာခန့်ညားထဲဝါစွာတည်ရှိနေတာကံကြီးကျောင်းတော်မဟာကြီးပဲဖြစ်ပါတယ်။ကျောင်းတော်ကြီးရဲ့တောင်ဘက်ဘေးကလျက်မှာပျော်ပွဲရှင်ပွဲကျင်းပနိုင်လက်ခင်းမြင့်ကျယ်ကြီးနဲ့ကျောင်းတော်ကြီးရဲ့မြောက်ဘက်စီယိုအပြင်ဘက်ကလျက်မှာပေါ့စီရင်ကြီးရွာနဲ့ပတ်ဝန်းကျင်ရွာများကိုတောက်တုံးနဲ့ခူလုံစွာပေးနိုင်ပြီးခြံလုပ်ငန်းနဲ့အခြားစီးပွားရေးလုပ်ငန်းများကိုအထောက်အကူပေးနေတဲ့ကံတော်မင်္ဂလာကြီးတို့တည်ရှိနေပါတယ်။ဤကဲ့သို့တင့်တယ်လှပတာယာစီကားတိုင်းလိုက်လာတဲ့ပျော်စင်တရားအောရဲ့ဟောဆန်ကြီးရွာကံကြီးကျောင်းတော်မဟာကြီးတို့အလဲလာရောက်ကြပါဦးလို့ဖိတ်မှန်တကားပြုလိုက်ရပါတယ်ခင်ဗျာဘာသာရေးသာသနာရေးအလူပေးလက်မနေကြပါကုသိုလ်ရှင်လူသူအများကလူရန်တီဆောက်ခဲ့တာကံကြီးကြောင့်တော့မဟာအဆောင်ဦးများကြောင်းတော်များကပတ်လဲဝိုင်းကအလဲဘဟုမာတီရှိလို့နေတာကထိန်မွ
လာတာအလူတကာလူမပေါင်းနဲ့ပရာဟိတအကျိုးဆောင်လူငယ်များဆုံးသွားပေါင်းစုညီညာလုပ်ငန်းကြီးဆောင်ရွက်ကြနေတာဆရာတော်အစဉ်ဆက်ဆက်ထိတ်သိမ်းနေတဲ့ဒီကြောင့်ကြီးမဟာတိုင်းလုံးမောင်တရားကျော်နဲ့ဆောက်လုပ်ထားတဲ့ဒီကြောင့်ကြီးမဟာကြေးရွာသူကြေးရွာသားတွေပေါ်၍ကြပြီလားဖိတ်ခေါ်ပါရဲ့အဝတ်ချီမှာလာလေကြပါဗျာလာခဲ့ပါကော့ဆန်ကြီးရွာကကြီးကြောင်းတော်မဟာ